အားလုံးပဲမင်္ဂလာပါတင်ကလေးများအတွက်ဇူလိုင်လ9ရက်မှဇူလိုင်လ31ရက်နေ့အထိ Clifford Davis Elementary School မူလတန်းကျောင်းတွင်နွေရာသီစာပေတင်တန်းအစီအစဉ်ရှိမှာဖြစ်ပါတယ်ဒီအစီအစဉ်ကိုတော့တနင်္လာအင်္ဂါပုဂ္ဂိုလ်ဟုနဲ့ဇာတပတိနေ့များတွင်မနက်9:30မှ12:30အထိတင်ကြားပေးသွားမှာဖြစ်ပါတယ်မနက်စာနဲ့နေ့လယ်စာများကိုလည်းပြင်ဆင်ပေးမှာဖြစ်ပါတယ်တင်ကလေးများနွေရာသီအတွင်းစာဖတ်ခြင်းကိုဆက်လက်လေ့လာနိုင်ပြီးပျော်ရွှင်လှုပ်ရှားမှုများတွင်လည်းပါဝင်နိုင်မှာဖြစ်ပါတယ်ဒုက္ခသည်နဲ့နိုင်ငံခြားမှအယက်သားမိသားစုများအားလုံးကိုကြိုဆိုပါရယ်ပါဝင်သူចောင်းသားတဦးနဲ့မိသားစုတိုင်းအတွက်လက်ဆောင်အသေးစိတ်တစ်ခုစီလည်းပြင်ဆင်ပေးသွားမှာဖြစ်ပါတယ်ဒီအစီအစဉ်ကိုတော့ Forward ISD Catholic Charity Forward နဲ့ United Community Center တို့ကပူးပေါင်းပြီးဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်ပထမနေ့တနင်္လာဇူလိုင်လ9ရက်မနက်9:30တိတိတွင်တင်ကလေးများကို Clifford Davis Elementary School တို့ပို့ဆောင်ပေးကြပါလို့မြစ်တာခန့်ချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်